မိုးရဲရီတဲ့ကအဖွားအိုကိုယွန်ရှာမှုမရှိဘဲမိခင်အရင်ဘက်မှာနှွေးထွေးစွာပြုစုပေးခဲ့တဲ့ရုရှားကမေပရိသတ်ကြီးပြီးခဲ့တဲ့ရက်ပိုင်းကမိုးသေးသေးမဲမဲရွာနေတဲ့ကြားထဲမှာပဲခိုကိုးရောင်မဲစွာထမိန်လေးတစ်ထည်ခြုံပြီးတော့အိပ်ပျော်နေကြတဲ့အဖွားအိုတူရဲ့အကြောင်းကဆိုရှယ်မီဒီယာမှာအတော်လေးကိုစိတ်မကောင်းစရာပြန့်နှံ့သွားခဲ့တာဖြစ်ပါတယ်။အဲ့ဒီအချိန်တုန်းကသွားရောက်လူတန်းသူတိတ်မရှိခဲ့ရကြောင်းအဖွားကအခုထက်ထိအဲ့ဒီနေရာလေးမှာပဲဆက်လက်နေရတာပါဒါကိုသိရှိသွားတဲ့ရုရှားပြန်မလေးမေကတော့တခြားဘယ်နုပညာရှင်မှလှည့်မကြည့်အားသေးတဲ့အချိန်မှာအဖွားရှိရာကိုကိုယ်တိုင်ကိုယ်ကျသွားရောက်ခဲ့ပြီးတော့အဝိစားအသစ်တွေလဲပေးတာခြေသေးလက်သေးတွေညှက်ပေးတာအပြင်စောင်းကောင်းအောင်နဲ့အလူငွေတွေကိုပါစေတနာအပြည့်နဲ့ပေးအလှူဒန်းခဲ့ပါတယ်မေကတခြားသူတွေလုံးယွန်းရှာတွန်းဆုံနေခြင်းမရှိဘဲနဲ့မိခင်အရင်တယောက်လိုနွေးနွေးထွေးထွေးပြုစုဆောင်ရှောက်ပေးခဲ့ပြီးတော့နောက်တစ်ခေါက်ရုရှားကနေပြန်လာရင်အဖွားအတွက်တင့်တော်တဲ့အမိုးကနဲ့နေရာထိုင်ခင်းကိုရက်ွက်လူကြီးတွေနဲ့တိုင်ပင်ပြီးတော့စီစဉ်ပြီးအောင်မယ်လို့ဂတိကဝတ်ပြုသွားခဲ့ပါသေးရဲ့နော်စည်ရင်ချမ်းသာမရွေးစည်ရင်အမှန်နဲ့ကူညီတတ်တဲ့မေတ္တာတရားရှိတဲ့ရုရှားပြန်မလေးမိကမြန်မာနုပညာလောကထဲရောက်လာရင်တော့လက်ရှိတသက်စမင်းသမီးတွေတောင်ကြံရင်ခဲ့တော့မှာပါဒီတော့ပြည်သက်ကြီးမေရဲ့နှွေးထွေးတဲ့ပုံစံလေးကိုမှတ်ချက်လေးတွေပြပြခဲ့ကြပါအောင်ရှင်International တိုင်လေးဖြစ်လို့မြန်မာမျက်လုံးနဲ့ကြည့်မဖြစ်တာမျက်လုံးမျက်ခုံးအရန်လှတာပဲလို့ကြည်ကျူးခံနေရတဲ့ပြည်သူတို့ပြည်သက်ကြီးမနေ့ကပွဲလေးမှာတော့အလုံးထိမမထားတဲ့အလှလေးကိုတွေ့လိုက်ကြရတာပါနော်မင်းသမီးအင်ဒရာဂျော်စင်ရဲ့သမီးလေးကအခုလောက်ထိကိုလှပြီးတော့စစ်စရာကောင်းလောက်မယ်လို့ထင်မထားမိပါဘူးနေတက်ထိုင်တက်ပြီးတော့ဒိတ်ဒိတ်ကျဲမင်းသမီးတယောက်ရဲ့သမီးလိုမျိုးဟိတ်ဟန်မရှိဘဲနဲ့တွေ့ရလူတိုင်းကိုပြုံးပြပြီးတော့လူကြောက်နေတယ်လို့ဖြစ်နေတတ်ပါတယ်အခုမှသမီးလေးကိုပွဲထုတ်တာမလို့အင်တာဗျူးသမားတွေတခြားသောအမှုပညာရှင်တွေနဲ့ပွဲထဲမှာများနေတော့မနေတတ်သေးရလဲပါမှာပါသူမရဲ့အလားပါကမြန်မာတွေမျက်လုံးမှာမတည့်တော့မြန်မာရုံလည်းမဟုတ်တော့မကြိုက်ကြတာဖြစ်နိုင်ပါတယ်တကယ်တော့ပြည်သူတော်လေးက international model တိုက်လိုမျိုးဖြစ်လို့မိခင်လိုမျိုးမင်းသမီးမလုပ်ဖ ೇನೆ model တို့ miss တို့လိုမျိုးဘက်ကိုသွားရင်တော့အတော်လေးအောင်မြင်ပါပါမျက်ခုံးနဲ့မျက်လုံးကအသေးလာပြီးအကြည်တလေးရှိရာကြောင့်တကယ်ကိုဆွဲဆောင်မှုရှိတဲ့အနုပညာသမားဖြစ်မှာအမှန်ပါပဲဒီတော့ပြည်သက်ကြီးပြည်သူတော်လေးရဲ့အလားပါပေါ်မှာထင်မြင်ယူဆချက်ကိုပြောပြီးတော့သူမကိုလည်းအနုပညာအမွေဆက်ခဲ့မယ်ဆိုရင်ဒိတ်ဒိတ်ကျဲတယောက်ဖြစ်လာနိုင်တယ်လို့ထင်လားဆိုတာမှတ်ချက်ပေးခဲ့ပါအောင်ရှင်မန္တလေးမိုးပြုတ်လို့ဇက်ပွဲပြတ်သွားရပြန်တဲ့ဖိုးချစ်အရေးမထွက်ပွဲပရိသတ်ကြီးမနေ့ကမန္တလေးအရေးမထွက်ဖျားပွဲပထမဆုံးရက်ကတော့မိုးနဲ့ကြိုဆိုလိုက်တာဖြစ်ပါတယ်ငလင်မှာပျက်စီးသွားတဲ့အရေးမထွက်ဖျားရန်ပုံငွေပွဲမှာဖိုးချစ်ဟာ3ညတိုင်တိုင်ကပြဖျော်ပြခဲ့တာဖြစ်ပါတယ်ပထမရက်မှာတင်မိုးကကြိုလိုက်တာကြောင့်တခါမှမရွာဘူးတဲ့မိုးမှာပဲဇက်ယုံပြတ်သွားခဲ့ရပြန်ပါတယ်နော်တခါတုန်းကပြင်မနာပွဲတုန်းကလည်းဇက်ယုံပြတ်ခဲ့ပြီးလို့တေချာအမိုးကနဲ့အလုံးခိုင်ခန့်စွာတိဆောက်ထားခဲ့ပေမဲ့မန္တလေးမိုးကမြေပြင်တင်ဒူးလောက်ထိရေအလုံးလိုက်ဖြစ်နေရကြောင်းဇက်ပွဲလာတဲ့သူတွေကိုရက်အစားထိုးပေးခဲ့ရတာဖြစ်ပါတယ်မိုးပြုတ်အများဆိုတဲ့အတိုင်းပဲတနေ့ကုန်မရွာပဲပွဲကင်းလေးဆရောရွာချလိုက်တာဖိုးချစ်ရဲ့ဇက်ပွဲကိုမိနေကြတဲ့ဈေးတွေတွေလည်းစိုင်ကန်းတွေအလုံးမိုးဆိုခဲ့ကြပြီးတော့အလုံးပျက်စီးခဲ့ကြရတာစိတ်မကောင်းစရာပါမန္တလေးလမ်းတွေမှာလည်းမိုးရေတွေအပြည့်ဖြစ်ပြီးတော့လမ်းဘေးပလက်ဖောင်းတွေတောင်မြုပ်လောက်တဲ့အထိကိုမိုးပြုတ်ခဲ့ကြတာဖြစ်ပါတယ်မင်းသားဖိုးချင်းနေနဲ့ဇက်ယုံထဲမှာရေတွေဝင်ပြီးတော့အခုလိုပျက်စီးသွားခဲ့ရတာကြောင့်ပွဲပြတ်သွားတဲ့ရက်အစားနောက်ဆုံးရက်နောက်တစ်ရက်မှာပြန်အစားထိုးကပြဖျော်ပြသွားမယ်လို့ပရိသတ်တွေကိုဂတိပေးပြီးတော့ပြန်လွတ်ခဲ့တာဖြစ်ပါတယ်ဒီတော့ပရိသတ်ကြီးတဘာဝဘေးဆိုတော့လေဘယ်သူမှအပြစ်ပြောလို့မရတာဖြစ်လို့စကက်ပုံအတိုင်းပဲမိုးပြိုအများပါပဲနော်မိုးလေဝသခမန်းချက်တွေကလည်းအမြဲလွဲနေအောင်ဆိုတော့ဇက်မင်းသားတွေဒီလိုတာဆိုရင်စိတ်ရှုပ်တဲ့ကာလတွေဖြစ်ပါတယ်မိုးရသည်ဆိုရင်ပြဇက်ယုံနေမှာပဲကျင်းပကြတာပိုကောင်းပါတယ်နော်မှတ်ချက်လေးကိုလည်းပြပြခဲ့ကြပါအောင်ရှင်